အားလုံးပဲမင်္ဂလာပါယူကီပဲဖြစ်ပါတယ်ယူကီဒီနေ့ခုံပြပေးရမယ့်တာဝါလေးကဂျီတာဝါလေးပါဂျီတာဝါလေးဖြစ်ပါတယ်ပေါ့နော်နင်းတော့မသိပါဘူးရှင့်ယူကီဗီဒီယိုလေးမစခင်မှာယူကီရဲ့ channel လေးကို like subscribe လေးလုပ်ခဲ့ပြီးတော့တောင်းဆိုပါတယ်ဒီတူလေး like ခုံပြီးတော့တောင်းဆိုရပေါ့နော်ဒါလေးကတော်တော်လေးခုံလို့ကောင်းပါတယ်ရှင့်ကျွန်တော်တော်တော်လေးခုံလို့ကောင်းလုံးဝခက်တိုင်းမပါဘူးပေါ့နော်ယူကီဗီဒီယိုမတင်တာကြာပြီပေါ့နော်ဗီဒီယိုအတူလေးတွေပဲရိုက်ဖြစ်တာများတယ်ပေါ့နော်တော်တော်ပဲ short ဖြစ်တယ်ဗီဒီယိုလေးအတူလေးပဲရိုက်ဖြစ်တာများတယ်ပေါ့နော်ဗီဒီယိုလုံးဝမတင်ဖြစ်ဘူးပေါ့နော်အဲ့ဒါကြောင့်လေတောင်းမှမှာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ယူကီကကျူရှင်နေပါရှိရပေါ့နော်ဒါတော့မှကျူရှင်ပိတ်သွားလို့တင်ပေးတာပဲဖြစ်ပါအဲ့လိုမျိုးဆိုတင်ပြဖို့မှမဟုတ်ဘူးပေါ့နော်ယူကီပေါ့နော်ယူကီမှာ fan အကြီးစားတယောက်ရှိတယ်ပေါ့နော်အဲ့ဒါတော့ယူကီရဲ့ fan အကြီးစားတယောက်ရှိပါတယ်အဲ့ဒါတော့ယူကီကဘယ်သူလဲဆိုတော့ဟုတ်ပါတယ်မမဖင်ကြီးရဲ့လားပဲဖြစ်ပါတယ်ပေါ့နော်မဖင်ကြီးရဲ့လားဗီဒီယိုလေးမလို့တိုက်ကြည့်ပါရပေါ့နော်ဒီဗီဒီယိုလေးကိုလည်းသူမြင်ပါသေးလို့မမဖင်ကြီးရဲ့မြင်ပါသေးလို့ပြောချင်ပါတယ်ရှင့်ဒီတာဝါလေးရဲ့နင်းကတော့မသိဘူးဒါပေမဲ့မြင်ဖို့ရပေါ့နော်ဘာလို့ဆိုဟို Ramani ထဲမှာပါတယ်ပေါ့နော် Ramani ထဲမှာပါတဲ့အဖက်ကလေးတွေပေါ့နော်နေမေးနေတာနာမည်မေးနေတာပေါ့နော်တက်လီကစောင့်အောင်လူတွေကပါနေခါရတယ်ကြီးတက်လီကအရန်ကြောင်ဘာလဲမသိအရန်ခုံလို့ကောင်းတယ်ပေါ့နော်ပြီးတော့ချစ်စရာလေးပေါ့နော်ဒီအောက်ကအဖက်ကလေးတွေကိုအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်ယူကီကြိုက်တယ်ပေါ့နော်ဒီမျိုးသားလေးပေါ့နော်နောက်ထပ်တာဝါလေးခုံခိုင်းချင်လည်းရပါပေါ့နော်အကောမအောင်မှတ်ခဲ့ပြကြပါလို့တောင်းဆိုပါတယ်ပြီးတော့ယူကီကိုလည်းအကောင်ကလေးအပ်လို့ရပါတယ်ပေါ့နော်ကောမလေးလည်းမှတ်ခဲ့ပြကြပါဖို့မှတ်ခဲ့ပြကြပါလို့တောင်းဆိုပါတယ်အရန်ခုံလို့ကောင်းပါတယ်တူတူလိုက်ခုံပြကြဖို့တောင်းဆိုပါတယ်ရှင့်ဒီမှာကျတော့လည်းမေရှာတက်မှာဆိုလို့ဟင်ကလေးတွေပြီးထားရပေါ့နော်တာဝါအများဆုံးဟင်မပေးတာများတယ်ပေါ့နော်အဲ့ဒါကြောင့်ပြောဒီတာကအရန်တူပါတယ်ပေါ့နော်လုံးဝမရှိတော်တော်ကြီးတူပါတယ်ပေါ့နော်တခြားလူတကရှင်းရှိမှပေါ့နော်မသိမပြောတတ်ဘူးပေါ့နော်ယူကီကတော့မရှိဘူးပေါ့နော်ယူကီတက်ကတော့ပေါ့နော်အပေါ်ရှည်လည်းမရှိဘူးအနီဒေါ်လာပေါ့နော်အဲ့လိုမျိုးရှိပါတယ်ယူကီနဲ့တူတူတွဲဆော့ခြင်းလည်းရပါတယ်ရှင့်အကောင်လေးအခက်ပြီးကြပါနော်ကောမောင်လေးမမှန်းခဲ့ပြီးကြပါရှင့်အရန်ခုံလို့ကောင်းတယ်ပေါ့နော်မှာတော်တော်များများအများစုပေါ့နော် line မကောင်းကြဘူးဒီမျိုးကြီးရက်နေကြရပေါ့နော်โอเคဒီမှာじゃချောရယ်ပေါ့နော်ဒီမှာじゃပေါက်တီပေါ့နော်ဒူးနဲ့လားဘာလဲမသိဘူး I don't know ယူကီကိုပေါ့နော် vlog လေးတွေလည်းရိုက်ခိုင်းလို့ရပါတယ်ပေါ့နော်ယူကီ vlog ကလေးတွေရိုက်ခိုင်းနေဆိုရင်လည်းယူကီပေါ့နော် homework လုပ်တဲ့ vlog ကလေးလုပ်ပြီးရိုက်ပြီးပါမယ်စနေဒီနေ့ပေါ့နော် Saturday နဲ့ Sunday အဲ့ဒီရဲ့ vlog ကလေးရိုက်ပြီးပါမယ်Sunday ပေါ့နော် live vlog ကလေးရိုက်ခိုင်းလည်းရပါတယ်ပေါ့နော်အဲ့ဒါရိုက်ပြီးပါမယ်ရှင့်ယူကီအဲ့လို vlog ကလေးရိုက်ခိုင်းလို့ရပါတယ်နော်โอเคဒီကတော့ပါပဲရှင် bye bye